ဒီကွက်အမြန်ရောင်းချလူသူတွေအတွက်အမြန်ဆုံးရောင်းချမယ့်နည်းလေးတစ်ခုကိုမှတ်စာပြပြမယ်နော်9ရက်သားသမီးမြည်သူမဆိုဒီဟာလေးကိုပြုလုပ်ပြီးလို့ရတယ်နော်ရုံရုံကြည်ကြည်လေးနဲ့ပြုလုပ်ပြီးရင်တော့မြန်မြန်ဆန်ဆန်လေးပို့ပြန်ထွက်သွားပါတော့နော်မိမိရောင်းချမယ့်မြေကွက်ပတ်လည်မှာနော်ယောက်ျားလေးဆိုရင်ပစိုးတူတူဝတ်မယ်မိန်းကလေးဆိုလည်းထမိန်တူတူဝတ်ပြီးတော့ကိုလံဘိုးလို့ရွတ်ပြီးတော့မြေကွက်တစ်ပတ်ကိုရွတ်ပြီးတော့မြေကွက်ကိုပတ်ပါနော်ကိုလံဘိုးဆိုပြီးတော့မြေကွက်ကိုထိတ်ဆာနေထိတ်ဆုံးပတ်နော်မြေကွက်တစ်ကွက်ပတ်လေပြောင်ပတ်ပါရွတ်နိုင်တယ်ရွတ်ပါအချိန်လည်းမလိုဘူးနေ့ရက်လည်းမလိုဘူးကိုကအဲ့လိုမျိုးကိုလံဘိုးလို့ရွတ်ဆိုပြီးွားရင်ဈေးကောင်းကောင်းနဲ့အမြန်ဆုံးရောင်းထွက်ရပါစေလို့ဆုတောင်းပါပြီးတဲ့အခါကျရင်အဲ့မိမိရောင်းမှမြေကွက်ပေါ်မှာပဲမလကာပင်ကိုစိုက်ပါပြီးရင်ရွှွန့်ရည်နဲ့လောင်းပါဈေးကောင်းကောင်းနဲ့အမြန်ဆုံးရောင်းထွက်ပါစေလို့လည်းဆုတောင်းပေးပါနော်ပြီးတဲ့အခါကျရင်ပေါင်မုတ်အရှိတစ်လုံး1000လောက်ရှိရဲ့ပေါင်မုတ်အရှိတစ်လုံးမှာမိမိရောင်းချမဲ့မြေခွက်ရဲ့အနေရဲ့လိပ်စာတွေအပြည့်စုံရေးပါရောင်းချမဲ့ဈေးနှုန်းကိုရေးပြီးရင်မြေခွက်ရဲ့အရှိတဲ့မှာဒီပေါင်မုတ်တုံးကိုမြေပြင်ပေါ်မှာချလိုက်ပြီးတော့ရေတန်ဘူးတဘူးကုန်အောင်လောင်းပါပေါင်မုတ်ပေါ်လောင်းပြီးတော့မိမိရောင်းထွက်ခြင်းတဲ့မြေကွက်အမြန်ဆုံးရောင်းထွက်ပါစေလို့လိုက်လဲဆုတောင်းပါနော်မိမိရောင်းခြင်းတဲ့မြေကွက်အမြန်ဆုံးရောင်းထွက်တာကိုလည်းတွေ့မြင်ရပါလိမ့်မယ်ကားလုံးပဲဒီနည်းလေးနဲ့မြေရောင်းဝယ်တွေဖြစ်ကြပါစေလို့လည်းမဆာကဆုတောင်းပေးလိုက်ပါ